ဝတ်ကြွေးတဲ့လက်ပတ်ပြီးတော့ဖြစ်လာတာတစ်ချိန်တုန်းကကိုလှုပ်ခဲ့တာကိုယ်တိုင်လှုပ်ခဲ့တဲ့လှုပ်ရက်တွေကပြန်ပြီးတော့ reaction လို့ခေါ်တယ်တုံ့ပြန်လာချက်တွေရှိလာဒါသဘာဝတရားရဲ့တုံ့ပြန်မှုလို့ပြောတာเนาะအဲ့ဒီတုံ့ပြန်မှုလေးတွေကဖျားပဲဖြစ်စေယဟန္တာပုဂ္ဂိုလ်တွေပဲဖြစ်စေမြေစုတဏ္ဍာပဲဖြစ်ဖြစ်ခန္ဓာဝကြေးတွေကအကြောင်းညင်ညွတ်လာလို့ရှိရင်တုံ့ပြန်လာတတ်သေးတယ်တဲ့အဲ့ဒီဝဟာကိုလှုပ်ခဲ့တာဖြစ်သည့်အတွက်ကြောင့်ကိုကပြန်ပြီးပေးစားရလို့ကျွေးနဲ့အလားသဏ္ဍာန်တူလို့ကံကြမ္မာဝကျွေးလို့ပြောတာကျွေးဆိုတာမဆက်ဖဲနေလို့မရဘူးဆက်ရတယ်เนาะကျွေးဆိုတာဒီနေ့တစ်ချိန်ဆက်ရတယ်အဲ့ဒါကြောင့်လို့ဒီကံကြမ္မာဝကျွေးတွေကလည်းပဲပေးဆက်ကြရတယ်လို့အကယ်၍မပေးဆက်ရသေးလို့ရှိရင်ဒီကံရဲ့အရှိန်အဟုန်ကသူကကုန်ပြီးတော့မသွားသေးဘူးပေါ့